ရပြီပေါ့နော် pressure ပေးနေတာတော့မဟုတ်ဘူးဒါပေမဲ့ pressure အဲ့လိုပြောလိုက်လို့လည်း pressure ဝင်နေမှာသူကျွန်တော် pressure ကိုဒီပြောလိုက်သေးမှာကျွန်တော် pressure ဝင်လို့ဘာဖြစ်လို့ညာဖြစ်လို့ဘာညာလူက pressure ဘာမှမပေးရသေးဘူးကွာပွဲထဲမှာလက်တုံတော်တော်စောင့်နေတော့သိရမှာအခုလိုမျိုးတွေသိရမှာကြည့်လိုက်ရင်မင်း MSN ပွဲသွားကြည့်လိုက်ခုနရှုံးရင် C6 C နားရှုံး C5 C C7 C ကြည့်လိုက်8-0အားပြန်လို့မရဘူးအားပေါ်ပြန်လို့မရဘူးဆိုတာမျိုးတွေပဲတော့ပြောပါဗျာ training လုပ်နေရငွေဟုတ်တယ်ပါ training လုပ်နေရပဲဆိုတော့ဟိုမှာတက်နေရဗျာ training လုပ်တာမနေဘူးတော့ချိန်ရိုင်းပြရမနေ့မိုးနေ10နိုင်လောက်ကစပြီးတော့ည7နိုင်လောက်ထိကိုချိန်ပေးရနော်နေ့ screen 3ပွဲ4ပွဲ analysis session တွေလုပ်ရတယ်လောက်လုပ်နေရအောင်ဘာမှမဒါပဲထွက်သလားကျွန်တော်ပြော hero ကြည့်လိုက်ရင်ငါလည်းဘာတက်မလာဘူးဒီဒါပဲဒီဟာဆော့တာဒီဟာဆော့နေဒါကြီးဆော့နေပြီးတော့မှကိုကျွတ်နေတာလက်ခွန်ဆော့ရလဲထူးဆန်းသူများလို့များသိရမှာဟို hero မာရှာဆော့လို့မာရှာရွာဆော့နေရလားဆိုလည်းမဟုတ်ဘူးသိလားကျွန်တော်ပြောနေတာဒီ hero ပဲဆော့နေအောင်ကျွတ်နေတာနော်ဆော့ရတဲ့ဒီ hero screen မှာလည်းဒီ hero ပဲဆော့ပြီးပွဲမှာလည်းဒီ hero ပဲဆော့ဒါနဲ့သွားကြည့်လိုက်ရင်ရှုံးမီဟေးဆိုရင် Roma တွေ EXP တွေ mid တွေနော် jungler တွေ goal lane တွေကြည့်လိုက်ကြေးကိုက်ဘောနဲ့အဲ့ဒါတွေကို used to ဖြစ်နေသေးမှာဟောဘာဖြစ်ပါဘူးကွာအဲ့လိုတေသွားတော့ဘာဖြစ်ရှားနေရမှာအဲ့လိုမရဘူးလေဘလူရဲ့ရှားနေရောအဲ့လိုမရဘူးဒီမှာပဲရမနိုင်မှာပဲရတေးနေရကြည့်အောင်ညီတို့ကြည့်လို့မကောင်း